ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ22ကြိမ်ပေါ့နော်22ကြိမ်ကိုကျွန်တော်ကဏ္ဍလေးတစ်ခွက်တွေ့ထားတယ်ပေါ့နော်ဒါလေးကိုကျွန်တော်မိတ်ဆွေများပြန်လဲမျှဝေပြီးမှာပေါ့နော်ကျွန်တော်ဒီ2019မှာကျွန်တော်တို့6နှစ်8လို့ထွက်ထားတာရှိတယ်6နှစ်8ထွက်ပြီးရင်သူကအဲ့နှစ်ထဲမှာပဲလိုက်ကစားတဲ့ကဏ္ဍလေးတစ်ခွက်ကတော့ခွန်65ဆိုတဲ့ကဏ္ဍလေးတစ်ခွက်ပေါ့နော်2019မှာကျွန်တော်တို့6နှစ်8ဆိုတဲ့ကဏ္ဍလေးထွက်ထားတယ်ထွက်ပြီးတာနဲ့ကျွန်တော်တို့အဲ့နှစ်ထဲမှာပဲကျွန်တော်တို့ခွန်65ဆိုတဲ့ကဏ္ဍလေးလိုက်ကစားတယ်ကစားပြီးတော့သူကနောက်တစ်နှစ်မှာကျွန်တော်နှစ်ခွန်ဆိုတဲ့ကဏ္ဍလေးထပ်ကစားတယ်ပေါ့နော်နှစ်ခွန်ဆိုတဲ့ကဏ္ဍလေးအကုန်လုံးပတ်လဲပေါ့နော်ကဏ္ဍလေးကစားပြီးတော့အဲ့နှစ်ထဲမှာပဲသူကဒါ928ဆိုတဲ့ကဏ္ဍလေးကိုသူကလိုက်ကစားတယ်ကစားပြီးတော့ကျွန်တော်တို့နောက်တစ်နှစ်မှာဗရိတ်ခွန်နှစ်ခါပြန်ကြရမယ်ကျွန်တော်တို့395သည်395လို့သူကပြန်ကြထားမှာပေါ့နော်ဟုတ်ပြီအဲ့ကဏ္ဍလေးကိုကျွန်တော်တို့ရွှေ့ရိုက်ချင်တာ395လို့ကြပြီးနောက်တစ်နှစ်မှာ159ဆိုတဲ့ကဏ္ဍလေးကလည်းထွက်ထားခဲ့ရမယ်ပတ်လဲပေါ့နော်ဒီ159ဆိုတဲ့ကဏ္ဍလေးထွက်ပြီးတော့သူ့ရဲ့ဇောင်းတကွင်ကျော်ကိုမှသူကဒီသူ့ရဲ့ရှေ့နှစ်ကခွန်ပရိတ်ပြန်ကြထားတဲ့ကဏ္ဍလေးကိုဒီ159ရဲ့ဇောင်းတကွင်ကျော်မှာသူကရိုက်ချင်တာရိုက်ခဲ့တာပေါ့ဗျာရိုက်ခဲ့တဲ့ခါကျတော့ကျွန်တော်တို့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီ2020ထဲမှာလည်းကျွန်တော်တို့ခုနလိုပဲဒီ96ခွန်နဲ့286ဆိုတဲ့ကဏ္ဍလေးရလဲတို့ကဏ္ဍလေးကလိုက်ကစားခဲ့ရမယ်ကစားပြီးတော့နောက်တစ်နှစ်မှာကျွန်တော်တို့ဒါ2ခွန်2ဆိုတဲ့ကဏ္ဍလေးပေါ့နော်ကစားတယ်အဲ့နှစ်ထဲမှာပဲ928ဆိုတဲ့928ဆိုတဲ့258ဆိုတဲ့ကဏ္ဍလေးကစားတယ်ကစားပြီးတော့နောက်တစ်နှစ်မှာခွန်ပရိတ်ပြန်ကြထားတယ်ခွန်ပရိတ်နှစ်ခါပြန်ကြတယ်ကြပြီးတော့နောက်တစ်နှစ်မှာ159ဆိုတဲ့ကဏ္ဍလေးကဒီမှာ159တစ်ခါထွက်ထားတယ်ပေါ့နော်159ကနှစ်ခါထွက်တာကိုဒီမှာကျွန်တော်တို့ဒီမှာတစ်ခါကစားမယ်159ကနှစ်ခါကစားတော့အဲ့159ရဲ့ဇောင်းမှာဒီ159ရဲ့ဇောင်းမှာဇောင်းတကွင်ကျော်မှာခွန်ပရိတ်တော့ရိုက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့106မဖြစ်ခဲ့ဘူးပေါ့နော်106မဖြစ်ခဲ့ဘူးဒါကြောင့်မို့ကျွန်တော်တို့ကဒီအချိန်လေးမှာကျွန်တော်တို့951ကဇောင်းတကွင်ကျော်မှာဒါ601ဆိုရင်မှကဏ္ဍလေးတစ်ခွက်ကျွန်တော်တည်ထားရပေါ့နော်ကဲအားလုံးပဲကံကောင်းပါစေဒါ601ဆိုတဲ့ကဏ္ဍလေးကတော့ကျွန်တော်ပတ်လဲထိုးမှာပေါ့နော်တကယ်တော့သူကထိုးရမှာတင်းနောက်ပိတ်နဲ့ပဲကစားမယ်ပေါ့နော်တင်းနောက်ပိတ်နဲ့ကစားပြီးမှကျွန်တော်တို့ဒီ23ချိန်မှာအပူးခွာလို့ကျွန်တော်ပြောခဲ့တာရှိတယ်ပေါ့နော်ဒါ9ပရိတ်နှစ်ခါရဲ့တောက်မှာ9ပရိတ်နှစ်ခါဒီဘက်ရှင်းနေကြည့်လိုက်ရင်အပူးခွာရိုက်မယ်လို့ပြောထားတာရှိတယ်ပေါ့နော်ဒါတင်းနောက်ပိတ်ကလေးကျွန်တော်တို့ကဒီပွဲမှာကစားချင်တာကစားပြီးတော့ကျွန်တော်တို့ဒီအချိန်လေးမှာအပူးခွာရိုက်ချင်တာ